2024-25 ခုနှစ်မှာ Manchester United က Ruben Amorim နဲ့အတူတူပဲရမှတ်42မှတ်ပဲရပေမဲ့ Premier League အဆင့်15နေရာမှာအဆုံးသတ်နိုင်ခဲ့တယ်။ဒါက United ကဒီဘက်ခေတ်နောက်ပိုင်းနေ2009-2010နောက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့မှအဲ့ဒါကအဆိုးရွားဆုံးသောစံချိန်အဆိုးရွားဆုံးသောအနေအထားနဲ့အတူတူပဲ Premier League ရဲ့အဆင့်ရက်တည်မှုအဆိုးဆုံးအခြေအနေတစ်ခုမှရှိခဲ့တာ။ဒါပေမဲ့ဒီရာသီ2025-26မှာတော့ Manchester United က Premier League အဆင့်3ရမှတ်80နဲ့မှတမှတ်ရှိတယ်။ဒါက Eric Ten Hag ရဲ့2022-23 85မှတ်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါကအမြင့်ဆုံးပဲဒါအပြင်ကို200တိကျဝေးကွာနေခဲ့တဲ့ Champions League ကိုလည်း Manchester United ကတက်ရောက်နိုင်ခဲ့တယ်။အဲ့ဒါလိုတက်ရောက်နိုင်မှုမှာကျွန်တော်တို့မပြောမဖြစ်ပြောရမယ့်အကြောင်းရင်းတစ်ခုက Bruno Fernandes ရဲ့ assist 21ကြိမ်ပဲ။ဒါက Premier League တမိုင်းမှာအရင်တုန်းကရှိခဲ့မှုတဲ့ Honorary စံချိန်ပြီးတော့လို့ရှိရင်Kevin De Bruyne ရဲ့စံချိန်ဒါတွေအကုန်လုံးကိုချိုးဖျက်ပြီးတော့မှ Premier League မှာတရားဒီအတွင်း assist အများဆုံး21ကြိမ်ဆိုတဲ့စံချိန်နဲ့အတူတူပဲ United ကိုအဆင့်3နေရာနဲ့အတူတူပဲရပ်တည်နိုင်အောင်လို့ Bruno Fernandes ကဆွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတော့ Bruno Fernandes ကဒီ assist 21ကြိမ်ကဘယ်လောက်တောင်မှကျွန်တော်တသားပြောရမလဲပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ကြီးကျယ်တယ်လေဆိုတဲ့အကြောင်းအရာကိုဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင်Okay so ယာဒီအစကိုကျွန်တော်တို့အရင်ဆုံးပြန်သွားကြတာပေါ့ယာဒီအစမှာ Manchester United ကပြီးခဲ့တဲ့ယာဒီမှာအဆင့်15နဲ့ရပ်တည်ခဲ့ကြရတယ်Ruben Amorim လက်ထက်ပရိသတ်တွေကမျှော်လင့်ခြင်းစရာတွေရှိခဲ့တယ် Okay Ruben Amorim ကိုငါတို့မျှော်လင့်ကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ယာဒီအစမှာအသေးအံရှိခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနေရာမှာ Bruno Fernandes ရဲ့အနေအထားကိုတစ်ချက်ထည့်တွေ့ရလိမ့်မယ် Bruno Fernandes ကdeep line မှာ Ruben Amorim လက်ထက် deep line မှာကစားခဲ့ရတဲ့ကစားသမားဖြစ်နေပြန်တယ်ဒါအပြင်ကိုဒီ Ruben Amorim လက်ထက်မှာကစားတဲ့နေရာကသူ့အတွက် assist အများကြီးရလာတဲ့နေရာမျိုးမဟုတ်ဘူးပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် deep line မှာစပြီးတော့မှကစားနေတဲ့ Bruno Fernandes ကအသက်အရွယ်ရလဲနောက်ကိုချလိုက်တာလည်းဖြစ်တယ်ဒါအပြင်ကိုRuben Amorim အနေနဲ့အဲ့ဒီနေရာမှာတွဲမဲ့သူအကောင်းဆုံးသောကစားသမားတစ်ယောက်ကိုရှာလို့မတွေ့တာလေပါဝင်နေဒီတော့ကြောင့်မလို့ Bruno Fernandes က deep ကိုဆင်းလာရတယ်ဆိုတော့ Premier League ရဲ့ပထမဆုံးသောအဖွင့်ပွဲဖြစ်နေ Arsenal နဲ့ကစားရတယ် Manchester United Calafiori ရဲ့ goal နဲ့အတူတူပဲရှုံးနေခဲ့တယ်ဆိုတော့ Bruno Fernandes က assist ကိုဘယ်အချိန်မှစရလဲဆိုတော့ Premier League ရဲ့10ပွဲမြောက် Liverpool နဲ့ပွဲ Harry Maguire ရဲ့ goal ကိုစတင်ဖန်တီးပြီးတော့မှ Premier League မှာပထမဆုံးသောအကြိမ် assist ရတယ်အဲ့လို assist ရတဲ့အချိန်မှာဆိုလို့ရှိရင် Premier League ပွဲကန်ပြီးနဲ့2လလောက်ရှိနေပြီအဲ့ဒီအချိန်မှာမှ Bruno Fernandes ရဲ့ assist ကစပြီးတော့မှရတာဆိုတော့ဒီဇင်ဘာလအပြီးအချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ January လမှာဆိုလို့ရှိရင် Ruben Amorim ထုတ်ခံရတယ်ဆိုတော့အဲ့ဒီမတိုင်ခင်ကာလတွေကစားခဲ့တဲ့ပွဲတွေ Okay Liverpool နဲ့ပွဲကစားတယ် Harry Maguire ကိုဖန်တီးတယ်ပြီးတော့ Brighton နဲ့ပွဲ United Bruno Fernandes အနေနဲ့ assist မလုပ်နိုင်ခဲ့ဘူးပြီးတော့ Forest နဲ့ပွဲလုပ်တယ် Spa နဲ့ပွဲဇက်တိုက်လုပ်တယ် Everton နဲ့ပွဲမှာ assist မလုပ်နိုင်ခဲ့ဘူးပြီးတော့လို့ရှိရင် Palace နဲ့ပွဲမှာ assist 2ကြိမ်လုပ်တယ်ဆိုတော့အဲ့ဒါလို assist တွေနဲ့အတူတူပဲ Bruno Fernandes က deep line မှာကစားနေနေတော့မှ assist တွေလုပ်ပြီးနိုင်ခဲ့တာအဲ့ဒါလိုနဲ့ပဲဒီဇင်ဘာလ Aston Villa နဲ့ကစားတဲ့ပွဲမှာ Bruno Fernandes ဒဏ်ရာရတယ်။တလားနီးပါးနားရတယ် Bruno Fernandes ရဲ့ injury record ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့မှအဲ့ဒီနားရတဲ့အချိန်ကနားရတဲ့အချိန်ကနားရတဲ့ရက်ပေါင်းက16ရက်ရှိတယ်။အဲ့ဒီ16ရက်မှာဆိုလို့ရှိရင်ပွဲစဉ်3ပွဲကိုလွဲချော်ခဲ့တယ်။အဲ့လွဲချော်ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင် Newcastle Wolves နဲ့ Leeds United တို့ရဲ့ပွဲဆိုတော့ Wolves ပွဲပြီးတော့ Leeds United နဲ့ပွဲ Leeds United နဲ့ပွဲမှာ United ကတည်ကြတယ်တည်ကြပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်သလဲဆိုတာအားလုံးသိတယ်Manchester United က Ruben Amorim ကိုထုတ်ပယ်လိုက်တယ်ဆိုတော့ Wolves နဲ့ပွဲ Newcastle နဲ့ပွဲ United ကနိုင်လိုက်တယ်ဒါပေမဲ့ Wolves နဲ့ပွဲတည်ကြတယ် Leeds နဲ့ပွဲလည်းတည်ကြတယ်ဆိုတော့ Leeds နဲ့ပွဲတည်ကြပြီးတဲ့အချိန်မှာ Ruben Amorim ကို Manchester United ကထုတ်ပယ်လိုက်တယ်ထုတ်ပယ်လိုက်ပြီးတဲ့အချိန်မှာ Burnley နဲ့ပွဲမှာ Bruno Fernandes ပြန်ပလာတယ်ဆိုတော့ Bruno Fernandes မရှိတဲ့အချိန်မှာ Ruben Amorim ထုတ်ပယ်ခံခဲ့ရတယ်ပေါ့အဲ့ဒါလိုနဲ့ပဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ Leeds United နဲ့ပွဲကစားတဲ့အချိန်မှာဆိုလို့ရှိရင် Premier League က January လစနေပြီဆိုတော့ January လစတဲ့အချိန်မှာတော့မှ Bruno Fernandes ရဲ့ assist က9ချိန်ပဲရှိခဲ့သေးတာတော်တော်လေးနေတဲ့ပမာဏမျိုးပဲဆိုတော့9ချိန်ပဲရှိခဲ့သေးတဲ့အနေထားကနေပြီးတော့မှ Burnley နဲ့ပွဲလူစားဝင်သူကစားရတယ်ကစားတဲ့အချိန်မှာဆိုလို့ရှိရင်assist တစ်ချိန်လုပ်ပြီးနိုင်ခဲ့တယ်10ချိန်ပေါ့ရှစ်ချိန်ကနေစတင်ပြီးတော့မှ United ကနီးပြအပြောင်းလဲစဖြစ်တယ်အဲ့ဒါကဒီ Bruno Fernandes ကအဆင့်20ချိန်မှာအရေးပါတဲ့အချိုးကွေပဲဘာကြောင့်လဲဆိုတော့ January လမှာကစားသမားတွေက assist
အများကြီးရထားတဲ့သူမသားလင်ကိုအဲ့စံချိန်ကိုလိုက်မိနိုင်မယ်ဆိုပြီးတော့မှအဲ့ဒီကာလမှာ predict လုပ်နိုင်ကြတာဥပမာအားဖြင့်ဆိုလို့ရှိရင် Mesut Ozil ဆိုလို့ရှိရင်2000ထဲမှာ2015 16ရာသီမှာဆိုလို့ရှိရင် January လကုန်တဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ assist က16ကြိမ်လောက်ရှိနေပြီတော်လေးများတဲ့ပမာဏပြောရမယ်ဆိုလို့ရှိရင်2015ခုနှစ်ဒီဇင်ဘာလမှာတင်မဲ့သူ့ assist က16ကြိမ်ဆိုတော့အဲ့မတိုင်ခင်မှာပေါ့နော် honorary တင်ထားခဲ့တဲ့စံချိန်ကိုလိုက်မိကြလိမ့်မယ်လို့အကုန်လုံးကထင်မှတ်ကြတယ်ယူဆခဲ့ကြတယ်ဗျာဘာလို့လဲဆိုတော့မိဖို့အတွက်လည်းဘလောက်မှဝေးမလို့တော့ဘူးလေဆိုတော့အဲ့လိုအနေထားမျိုးမှာအကုန်လုံးကမျောလင်းကြမှာပဲဆိုတော့Mesut Ozilကိုမျောလင်းထားကြရဲဆိုပေမဲ့ယာဒီကုံတဲ့ချိန်မှာတော့သူကအဲ့ဒီစံချိန်ကိုမချိုးနိုင်ခဲ့ဘူးassist 16ချိန်နဲ့ပဲယာဒီကုံတဲ့ချိန်မှာပြီးသွားခဲ့တယ်ဆိုတော့ဒီ assist 21ချိန်က20အချိန်20ဆိုတဲ့စံချိန် honorary နဲ့ Kevin De Bruyne တို့ချိုးထားတဲ့စံချိန်ကဘလောက်တောင်မှနက်ကြီးတလဲဆိုတာအဲ့ဒီမှာမြင်ရလိမ့်မယ်Mesut Ozilလို့ကစားသမားမျိုးက January လမှာ assist 16ကြိမ်ထိအောင်ရပြီးသွားပြီဒါပေမဲ့လက်ကျန်ပွဲစဉ်တွေမှာ assist လုံးဝမရဘဲနဲ့ assist 3ကြိမ်နဲ့တူတူပဲ16နဲ့ပဲရက်တက်ခဲ့ရတယ်ဆိုတော့ January လကုန်မှာ assist အများကြီးရှိခဲ့ကြတဲ့ကစားသမားတွေရှိတယ်ဗျအဲ့ဒီစံချိန်ကိုလိုက်မိမယ်ပေါ့ဗျာလိုက်မိမယ်လို့ထင်ခဲ့ကြတဲ့ကစားသမားတွေရှိဥပမာဖြင့် honorary ဆိုလို့ရှိရင်2002 2003သူ့ရဲ့ဒီအချိန်20တင်နိုင်ခဲ့တဲ့ယာဒီမှာဆိုလို့ရှိရင် January လရဲ့ကုန်တဲ့ချိန်မှာဆိုရှင်သူ assist က17ကြိမ်လောက်ရှိနေပြီ Bruno Fernandes ကအဲ့ဒီအချိန်မှာ January လကုန်တဲ့ January လအစတဲ့အချိန်မှာဆိုလို့ရှိရင် assist က9ကြိမ်ပဲရှိသေးတာဆိုတော့ assist ဆိုတဲ့အမျိုးအစားကဖန်တီးမှုဆိုတဲ့အမျိုးအစားကကိုယ်တိုင်သွင်းရတာလည်းမဟုတ်တယ်လို့သူများကိုပြီးရင်တော့မှသူများတက်အောင်ကန်အောင်မှဆိုတော့တော်တော်လေးခက်ခဲတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ honorary ကအဲ့ဒီအချိန်မှာ17ကြိမ်ရှိနေခဲ့ပြီး January လကုန်တဲ့အချိန်မှာပြီးတော့လို့ရှိရင်နောက်ထပ်မှီနိုင်ပါတယ်ဆိုပြီးတော့မှပရိသတ်တွေထင်ခဲ့ကြတဲ့ကစားသမားတွေရှိတယ်ဥပမာပြင်2004 2005မှာ Frank Lampard က assist 10ကြိမ် January လကုန်တဲ့အချိန်မှာ assist က10ကြိမ်ရှိနေပြီဆိုတော့2009 2008မှာဆိုလို့ရှိရင်လည်းFabregas ကအဲ့ဒီအချိန်မှာ assist 12ကြိမ်တောင်ရှိနေပြီတော်တော်လေးများတဲ့ပမာဏမျိုးပြီးတော့လို့ရှိရင်2014 15မှာလည်းထို့တူပဲ Fabregas က Chelsea နဲ့အတူတူပဲ assist 15ကြိမ်ရှိနေပြီ January လကုန်တဲ့အချိန်မှာပြီးတော့ဒါ Kevin De Bruyne 2016-19ရာသီမှာတို့လို့ရှိရင် Man City နဲ့ assist 10ကြိမ်ရှိနေပြီ January လကုန်တဲ့အချိန်မှာ2019-20သူတကယ်စံချိန်ချိုးခဲ့တဲ့အချိန်ပေါ့နော်စံချိန်မှီခဲ့တဲ့အချိန်စံချိန်အချိန်20ကိုမှီခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်2019-20မှာလုံးဝဆိုလို့ရှိရင် January လကုန်တဲ့အချိန်မှာ assist က15ကြိမ်တောင်ရှိနေပြီ Bruno Fernandes ကအဲ့ဒီအချိန်မှာဟိုးဝေးမှာ assist 9ကြိမ်10ကြိမ်ဒီလောက်ဒီပါလေးမှာပဲရှိနေတာ January လကုန်တဲ့အချိန်မှာ assist 10ကြိမ်9ကြိမ်ပြောချင်တာကအဲ့ဒီစံချိန်ကတော်တော်လေးချိုးဖို့ခက်တဲ့အနေအထားမျိုးပဲမိုဟာမက်ဆာလက်ဆိုလို့ရှိရင်လည်း2024-25ရာသီမှာဆိုလို့ရှိရင် January လကုန်တဲ့အချိန်မှာ assist 17ကြိမ်လောက်ရှိနေပြီ Bruno Fernandes က January လမှာဆိုလို့ရှိရင် assist က9ကြိမ်ထိပဲရှိသေးတာ January လစတဲ့အချိန်မှာဆိုတော့ဒီရဲ့ဖန်တီးမှုကတော်တော်လေးများတယ်လို့ပြောရလိမ့်မယ်ပြောချင်တာကတော်တော်လေးနှက်ကြီးတယ်ပေါ့ဗျာဘယ်သူမဆိုဘယ်ကစားသမားအတွက်မဆိုတောင်းတန်ယုံဝင်နိုင်ဖို့တော့ကလွယ်ကူတဲ့အနေအထားမျိုးမဟုတ်ဘူး Bruno Fernandes အနေနဲ့အဲ့ဒီ assist တွေကိုတဖြည်းဖြည်းချင်းမှီလာတယ်သူ့ရဲ့နံပါတ်10နေရာကိုပြန်ရောက်လာခြင်းကအဲ့ဒီချိုးခွေကအရန်ကိုအရေးပါတယ် Michael Carrick လက်ထက်မှာ Bruno Fernandes က4နှစ်3တက်ဆိုတဲ့ကစားကွက်အောက်မှာဆိုလို့ရှိရင်အရှိကိုပို့ပြီးတော့မှပြန်ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ assist တွေကပို့ပြီးတော့မှမြင်လာရတယ် Bruno Fernandes အနေနဲ့ဘန်လီနဲ့ပွဲမှာလူစားဝင်ပြန်ကစားတယ်ပြီးတော့မှကျွန်တော်တို့ဒီ Manchester City နဲ့ပွဲမှာဆိုလို့ရှိရင်လည်းပြန်ကစားတယ် Manchester City နဲ့ပွဲကစားMichael Carrick ရဲ့လောက်မှာစပြီးတော့မှကစားတယ်အဲ့ဒီအချိန်မှာ Bruno Fernandes ကို4နှစ်3တက်ဆိုတဲ့ပုံစံမျိုးရဲ့အောက်မှာမြင်ခဲ့ရတယ်မြင်ခဲ့ရပြီးတော့မှ Bruno Fernandes အနေနဲ့အဲ့နောက်ပိုင်းကနေစပြီးတော့မှ assist တွေကိုဇက်တိုက်လုပ်လာတာပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ April လ20နဲ့မှ8ရက်နေ့28-29ဆိုတော့အဲ့ကာလမှာဆိုလို့ရှိရင် Brentford နဲ့ကစားတဲ့အချိန်အဲ့ချိန်မှာ Bruno Fernandes ရဲ့ assist က16ချိန်ရှိနေပြီဆိုတော့မှီနိုင်လောက်ပါတယ်မှီနိုင်ကောင်းပါတယ်ဟာငါတို့မှီတော့မယ်ဆိုပြီး United ပရိသတ်တွေစိတ်ထဲမှာထင်လာကြရတယ်ပေါ့နော်အဲ့ဒီချိန်ရောက်တော့16ချိန်ရှိနေပြီဆိုတော့ပြောချင်တာက Michael Carrick လက်အောက်မှာသူ့ရဲ့ assist လုပ်တဲ့အချိန်ကဖုံးဆိုပြီးတက်သွားတာဆိုတော့အဲ့ဒါပြီးရဲ့အချိန်မှာ Brentford နဲ့ပွဲ16ချိန်ဖြစ်ပြီးရဲ့အချိန်မှာBruno ရဲ့ assist ကိုပဲ United ပရိသတ်တွေနဲ့မျှော်လင့်ရတော့မယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာ United က Champions League ဝင်ခွင့်ကတေချာတလောက်နီးပါးရှိသွားခဲ့ပြီဆိုတော့ Bruno ရဲ့ assist ကဒီရာဒီမှာငါတို့ရဲ့ achievement အကြီးဆုံးသော achievement ပဲဆိုတာမျိုးကိုယူဆလာကြတယ်။အဲ့အတွက်ကြောင့်မို့အဲ့ဒီစံချိန်ဘက်ကိုပို့ပြီးအာရုံရောက်လာကြတယ်။ဖြစ်ချင်တော့နောက်ပွဲကစားတဲ့အချိန် Sunderland နဲ့ပွဲပြီးတော့ Forest Sunderland နဲ့ပွဲပေါ့နော် Sunderland နဲ့ပွဲမှာဆိုလို့ရှိရင်Liverpool နဲ့ပွဲ
ပြီးတော့ Sunderland နဲ့ပွဲ Liverpool နဲ့ပွဲမှာဆိုလို့ရှိရင်လည်း Bruno Fernandes assist မရခဲ့ဘူးပြီးတော့လို့ရှိရင် Sunderland နဲ့ပွဲလည်း assist မရခဲ့ဘူးဆိုတော့စံချိန်မှီပါအောင်မလားဆိုပြီးတော့မှ United ပရိသတ်တွေရှင်တထိန်းနဲ့စောင်းခဲ့ရတယ် Forest နဲ့ပွဲမှာ assist တစ်ကြိမ်ရတယ်မနေ့ညကကန်ခဲ့တဲ့ Brighton နဲ့ပွဲမှာ assist တစ်ကြိမ်ရတယ်လို့တွင်ကိုလည်းတစ်ကြိမ်သွင်းနိုင်ခဲ့တယ်ဆိုတော့ Bruno Fernandes အနေနဲ့ assist 20ကြိမ်နဲ့ Premier League မှာတရားဒီအတွင်း assist အများဆုံးလုပ်နိုင်တဲ့ကစားသမားဖြစ်စံချိန်ဝင်သွားခဲ့တယ်တကယ်တော့ဒီစံချိန်က Bruno Fernandes အနေနဲ့ဒီထက်ပိုပြီးတော့ချိုးနိုင်ခဲ့တဲ့နာဆိုတာကို United ပရိသတ်တွေတော်တော်များများသိကြလိမ့်မယ်ဆိုတော့Michael Carrick လက်ထက်နံပါတ်10နေရာပြန်ကစားပြီးရဲ့ချိန်ကနေစပြီးတော့မှ Bruno Fernandes ရဲ့ assist တွေကတော်တော်လေးကိုမြင့်မားပဲပြီးသွားလို့ရှိရင်Ruben Amorim ထွက်ခွာသွားတာကလည်းဒီရဲ့အချိုးကွေးအတွက်အရေးပါခဲ့တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲ့အတွက်ကြောင့်လို့ပဲ Bruno Fernandes ရဲ့ assist တွေတော်တော်များများကိုကျွန်တော်ပြန်မြင်ခဲ့ရတယ်ဒါပြီးတဲ့အချိန်မှာ Bruno Fernandes အနေနဲ့ဒီရဲ့ယာဒီမှာဆိုလို့ရှိရင် United အတွက်ဂိုးပေါဝင်ပတ်သက်မှုအားလုံးပေါင်း140နဲ့မှ3ချိန်ထိရှိသွားခဲ့တယ်အဲ့ဒါက United ကစားသမားဘောက United ကစားသမားတွေထဲမှာဆိုလို့ရှိရင် David Beckham ကိုကြော်တက်သွားတာပဲသူထပ်ပိုပြီးများတဲ့ကစားသမားအနေနဲ့ Posco, Ryan Kane နဲ့ Wayne Rooney တို့ပဲကျန်တော့တယ်ဂိုးပေါဝင်ပတ်သက်မှုမှာဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် Bruno Fernandes က United ရဲ့ leadership အနေထားမှာအကောင်းဆုံးအသင်းကိုဆွဲတင်နိုင်ခဲ့လို့ပဲပြောရလိမ့်မယ်။ Okay တာမန်ကစားသမားဆိုတာတဲ့ပုံမှန်အသင်းတွေမှာ assist တွေလုပ်နေတယ်ဒါမှမဟုတ်ဂိုးတွေသွင်းနေတယ်ဆိုလို့ရှိရင်ကအများကြီးပြောကြမလို့ဘူးဒါပေမဲ့ United လို့အသင်းမျိုးပြီးခဲ့တဲ့ရာသီတွေမှာ result တွေရှားလက်တွေညီပြပြောင်းလဲတွေကစားသမားပြောင်းလဲတွေအများကြီးနဲ့ရုန်းကန်နေရတဲ့အသင်းတစ်သင်းစီမှာဒီလိုမျိုးဆွဲတင်ပြီးတော့မှလှုပ်သွားနိုင်ခဲ့တဲ့ကစားသမားတယောက်ရှိခြင်းက United အတွက်တော်တော်လေးကိုမှကန်ကောင်းတယ်လို့ပဲကျွန်တော်တို့ထင်တယ် Bruno Fernandes ကိုရရှိလိုက်တာကဒီဘက်နောက်ပိုင်းခစ်တွေမှာဆိုလို့ရှိရင်အကောင်းဆုံးသော transfer တစ်ခုပဲပြီးတော့လို့ရှိရင် Bruno Fernandes ကဒီPremier League မှာဆိုလို့ရှိရင်အဝေးကွင်းမှာ assist လုပ်တဲ့အချိန်ကြီးက17ချိန်ရှိတယ်ဒါက Premier League တမိုင်းမှာဆိုလို့ရှိရင်လေFabregas တို့ Salah တို့နဲ့အတူတူပဲဒန်တူရက်တီသွားနိုင်ခဲ့တယ်အဝေးကွင်းမှာ assist လုပ်တဲ့အချိန်ကြီးပြီးသွားလို့ရှိရင် Bruno Fernandes ကအဲ့ဒီ assist 20ချိန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် open play ကနေပြီးတော့မှ12ချိန်ရှိတယ် tap ball situation တွေ down gun ball တွေကနေပြီးတော့မှ9ချိန်ရှိတယ်ဆိုတော့ Bruno ရဲ့ပေးပို့မှုတွေကိုအဆုံးသတ်တာအများဆုံးကစားသမားက Casemiro ပဲ Casemiro နဲ့အတွဲကခေါင်းတိုက်ကို9ဂိုးထိအောင်သွင်းနိုင်ခဲ့တယ်ဒါကတော်တော်လေးများတဲ့ပမာဏမျိုးပဲ Bruno Fernandes ရဲ့ assist တွေအကုန်လုံးရဲ့17ချိန်လောက်ကခေါင်းတိုက်ပြီးတော့မှသွင်းယူခဲ့တဲ့ကစားသမားတွေများတယ်ခေါင်းတိုက်ပြီးသွင်းယူခဲ့တဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင် Casemiro က9ဂိုးတော့ရှိတယ် Patrick Dorgu ကဒီနောက်ဆုံးပွဲမှာလည်းခေါင်းတိုက်သွားသေးတယ်ဆိုတော့ခြေအောက်နဲ့ပိတ်သွင်းတဲ့ကိုကအားလုံးပေါင်း foot နဲ့ပိတ်သွင်းတဲ့ကိုကအားလုံးပေါင်း10ချိန်ထိရှိတယ်ဆိုတော့Bruno Fernandes နဲ့ဒီ assist အတွဲဖက်မိဆုံးကစားသမားက Casemiro လို့ပဲပြောရလိမ့်မယ်ဒီရာသီအတွက်ဆိုလို့ရှိရင်တော့ဆိုတော့Bruno Fernandes အနေနဲ့နောက်ဆုံးတော့ Manchester United နဲ့အတူတူပဲစံချိန်တစ်ခုတင်နိုင်ခဲ့ပြီးဒါအပြင်ကို Bruno အနေနဲ့ဒီရဲ့ရာသီမှာဆိုလို့ရှိရင်အောင်မြင်ဆုံးရာသီလို့ပြောလို့ရတယ်သူရဲ့ကစားသမားဘောက individual စုတွေအရာပေါ့နော်ဖလားဆိုတာတဲ့ individual စုတွေအရာဆိုလို့ရှိရင်အောင်မြင်ဆုံးလို့ပြောလို့ရတယ်Samet Busby Player of the Year ရတယ် United Player of the Year ရတယ် FWA Footballer of the Year ရတယ် Premier League Player of the Season ရတယ်ဒါက Bruno Fernandes အနေနဲ့ဒီရာသီမှာappreciate လုပ်ရမယ့်ကိစ္စပဲ Bruno Fernandes အနေနဲ့ United မှာဒီထက်ပိုပြီးထိုက်တန်နေဆိုတာကို United ပရိသတ်တွေသိကြလိမ့်မယ်ဆိုတော့ဒီထက်ပိုပြီးထိုက်တန်တဲ့ကစားသမားတစ်ယောက်အနေနဲ့အနည်းဆုံးတော့ဒီလို individualစုတွေရရှိနေတာကBruno Fernandes ကိုတမိုင်းတစ်ခွင့်မှာတော့ပြန်ပြောဖို့အတွက်လုံလောက်လိမ့်မယ်လို့ထင်တယ်ဒီရာသီမှာဆိုလို့ရှိရင် Bruno Fernandes ကexpected assist က 12.32 ရှိတာဆိုတော့သူ့နောက်မှာဆိုလို့ရှိရင် Ryan Cherki ရှိတယ် 8.59 နဲ့ရှိတယ် Bruno Fernandes က expected assist မှာလည်းအများဆုံးပဲဒါအပြင်ကိုကျွန်တော်တို့နောက်ထပ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းbig chance create မှာဆိုလို့ရှိရင်လည်း Bruno Fernandes က30နဲ့မှ3ချိန်နဲ့အများဆုံးကစားသမားပဲသူဒုတိယနေရာမှာရှိနေတဲ့ Cherki က19ချိန်ရှိတယ်ဆိုတော့ key pass per game မှာဆိုလို့ရှိရင်လည်းတပွဲကိုပြန်များ key pass 3.9 ချိန်ပြီးတယ်တော်လေးများတဲ့ပမာဏဒုတိယနေရာမှာရှိနေတဲ့Anton Stas က 2.2 ပဲရှိတာဆိုတော့ Bruno Fernandes ရဲ့ key pass တွေကတော်တော်လေးများတယ် Bruno Fernandes အနေနဲ့ဒီထက်ပိုပြီးတော့ရန်ပို့အတွက် chance တွေရှိခဲ့တယ်ဒါပေမဲ့လည်း22ချိန်ဆိုတဲ့စံချိန်ကိုချိုးဖြတ်နိုင်ခဲ့ခြင်းကတော်တော်လေးရေးပါတယ်တော်တော်လေးကိုမှ
ကျင်းနေချင်ကြကောင်းတယ်ပေါ့ဗျာတကယ်တော့ဒီစံချိန်ကိုချိုးမယ်ဆိုပြီးတော့မှထင်ခဲ့ကြတဲ့ကစားသမားတွေကရှေ့မှာတကယ် legendary ကစားသမားတွေကြီးပဲကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင် Ozil ချိုးမယ်လို့ထင်ခဲ့တယ် Fabregas ချိုးမယ်လို့ထင်ခဲ့တယ်ဘယ်သူမှမချိုးနိုင်ခဲ့တဲ့ဒီစံချိန် honorary တင်ခဲ့တဲ့စံချိန်ကြီးပြောမယ်ဆိုလို့ရှိရင် Kevin De Bruyne လိုက်မိခဲ့တယ် Bruno ကအဲ့ဒီစံချိန်ကိုချိုးနိုင်ခဲ့တယ်ဆိုတော့ Bruno အတွက်ဒါကဗီဒီယိုကောင်းတစ်ပုဒ်ဖြစ်လိမ့်မယ်လို့ထင်တယ် Bruno Fernandes နောက်ဆုံးတော့ Manchester United ကိုဆွဲတင်နေခဲ့တယ်ဒီရာဒီမှာဆိုလို့ရှိရင် Bruno Fernandes နဲ့ပတ်သက်ပြီးတော့မှ transfer ကိစ္စတွေမှာဆိုလို့ရှိရင်တော်တော်များပြောကြတယ် Bruno Fernandes ကိုဈေးရတော့မှရောင်းထုတ်ပြီးတော့မှကစားသမားတွေဖြစ်တင်တဲ့နေဆိုတဲ့ user တွေရှိခဲ့ကြတယ် okay ဒါပေမဲ့ Bruno Fernandes ကဒီရာဒီမှာစံချိန်ကိုဒီစံချိန်ကြီးကို Premier League မှာတရားသီးတွင် assist အများဆုံးဆိုတဲ့စံချိန်ကိုရိုက်ချိုးပြီးတော့မှသူကအများဆုံးကစားသမားဖြစ်သွားခဲ့တယ်ဒါကတော့မတ်မရရရှိမဲ့ကိစ္စပဲဆိုတော့Bruno Fernandes က assist 21ချိန်အကြောင်းကိုဒီဗီဒီယိုမှာအဓိကပြင် discuss လုပ်တာကျွန်တော်အနေနဲ့ data တွေတော့အများကြီးမပါဘူးဆိုတော့ဒီ Bruno ရဲ့ assist 21ချိန်နဲ့ပတ်သက်ပြီးတော့မှကိုစီမြင်နေကိုစီအတွေးတွေကို comment ထဲမှာဝင်ရောက်ဆွေးနွေးကြပါဆိုတော့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့